အားလုံးပဲမင်္ဂလာပါ Manchester City အသင်းကတော့အခုလက်ရှိမှာကစားမ3ယောက်စလုံးကိုတပြိုင်နက်ခေါ်ယူလိုက်ပြီးဖြစ်ပါတယ်ဆိုတော့အစောပိုင်းကခေါ်ယူထားတဲ့ Reinders ကိုပေါင်46.3 သန်းပြီးတော့မှ Ryan Agnori ကိုပေါင်33.8 သန်းနဲ့နောက်အခုပြင်သစ်လူငယ်ကစားမ Lyon ရဲ့ကွင်းလေလူ Ryan Cherki ကိုပေါင်33.8 သန်းနဲ့ကစားမ3ယောက်ပေါင်းအတွက် City ကပေါင်114 သန်းသာအသုံးပြုပြီးတော့ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်။ City ဘက်က Club World Cup ပြီးမှညာနောက်ခံလူတယောက်ထပ်မံခေါ်ယူသွားဖို့ရှိကြောင်းဖော်ပြထားတဲ့ Pep Guardiola ကိုတော့ Manchester University က Manchester City အတွက်9နှစ်တာဆောင်ရွက်ခဲ့တဲ့စွမ်းဆောင်မှုနဲ့အောင်မြင်မှုတွေအတွက်ဒါဂုဏ်ထူးဆောင်ဒီဂရီတစ်ခုကိုပေးရခဲ့ပါတယ်။ Manchester City မှာ Guardiola ရဲ့အောင်မြင်မှုနဲ့ Manchester မြို့မှာစွမ်းဆောင်ပြတဲ့သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် Manchester University က Guardiola ကိုအခုလိုဂုဏ်ပြုခဲ့တာပါ။